အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ ATPC International College ရဲ့အထူးခြားဆုံးနဲ့အခမ်းအနားဆုံးနေ့တစ်နေ့ဖြစ်တဲ့6ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားနေ့ကြီးပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျောင်းသားမှုတွေရဲ့ကြိုးစားမှုကြောင့်အောင်မြင်မှုရလဒ်တွေကိုဂုဏ်ယူစွာနဲ့စကူးနှံပါရမယ့်နေ့တစ်နေ့ပဲဖြစ်ပါတယ်ရှင် ATPC International College မှာသင်ကြားပေးနေတဲ့ဘာသာရေးနယ်ပယ်အသီးသီးကနေပြီးတော့နိုင်ငံတကာအသီးမှတ်ပြုဒီပလိုမာလက်မှတ်တွေကိုအောင်မြင်စွာတက်ရောက်ခဲ့ကြတဲ့ကျောင်းသားကျောင်းသူတွေကိုခမ်းနားစွာနဲ့ဘွဲ့ချီးမြှင့်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီပွဲလက်မှတ်တွေကကျောင်းသားမှုတွေရဲ့အရေးချင်းကိုသက်သေပြပြီးအနာဂတ်ရဲ့အောင်မြင်မှုပန်းနိုင်နေစီစတင်ချောင်းလိုက်တော့မယ်ဆလန်းတစ်ခုပဲဖြစ်ပါတယ် ATPC International College အနေနဲ့လည်းကျောင်းသားတွေရဲ့ career ကိုပုံမှန်မြင်မာစေဖို့အတွက်တန်ဖိုးရှိတဲ့ diploma program တွေအပြင်ကိစ္စစီးပွားရေးလောကမှာခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ရှောက်လန်းနိုင်မယ်ဆွစ်ဇာလန်နိုင်ငံအတူကအတိမတ်ပြု MBA program ကိုလည်းသင်ကြားပို့ချပေးလျက်ရှိပါတယ်။ဒါအပြင်နိုင်ငံတကာဆက်မီ Bachelor Degree ကိုတလန်းကျင်သူတွေအတွက် UK အခြေစိုက် Aviation program ကိုလည်း ATPC International College မှာဖွင့်လှစ်ပေးထားပါတယ်။ Aviation program ဟာလက်တွေ့ကျတဲ့ professional skill တွေကိုပြထောင်ပေးရုံနဲ့မကဘဲနဲ့နိုင်ငံတကာတက္ကသိုလ်တွေစီတိုက်ရိုက်ဆက်ဆံနိုင်တဲ့ direct pathway တစ်ခုပဲဖြစ်ပါတယ်ရှင်။ပုံမတောက်ပါရဲ့အနာဂတ်များအတွက် Begin Your Future with ATPC Begin your future with ATBC